Namaste ဒီနေ့တော့အထိုင်များတဲ့သူတွေမတက်အကြာကြီးရက်ကြတဲ့သူတွေခါနာတာတွေဖြစ်နေတဲ့သူတွေအတွက်လုပ်လို့ရမယ်ကြောရုပ်တန်မာစေဖို့အတွက်လေ့ကျင့်ခန်းလေးတွေလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး cut and count pose လေးကိုလုပ်ပြမှာဖြစ်ပါတယ်ရှူသွင်းလိုက်ရင်ခါလေးကောတယ်မေးစီကိုတွန်းတင်တယ်ရှူထောက်လိုက်ရင်မေးစီနဲ့ရင်ပန်းနဲ့ထိဘိုက်ကိုဆွဲရှက်ကြောလေးခုံးတယ်အဲ့ဒီအတိုင်းလေး10စုံပြုလုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ကြောရိုးတွေတန်မာစေဖို့အတွက်နှစ်ဖူးနဲ့ဒူးလေးနဲ့ဆွဲထိမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်အဲ့တော့ဘလော့တုံးလေးရှင်ဘလော့တုံးလေးတွေထည့်လို့ရပါတယ်မရှင်တော့ဒီတိုင်းလေးပဲဒူးလေးကွေးမယ်တင်မကိုညှဲပြီးကြောရိုးတွေအားပြုရင်းနဲ့တင်နေရှူတယ်ရှူထုတ်မယ်နှစ်ဖူးနဲ့ဒူးလေးနဲ့ဆွဲထိမယ်အဲ့ဒီအတိုင်းလေးသွားပြရမှာဖြစ်ပါတယ်ညာ10စုံဘဲ10စုံသွားပြရမှာဖြစ်ပါတယ်ရှူသွင်းရင်တင်တယ်ရှူထုတ်ရင်ထိမယ်နောက်ဆုံးလေ့ကျင့်ခန်းလေးကတော့ child pose လေးဖြစ်ပါတယ်ကိုယ့်ရဲ့ကြောရိုးတွေကိုဆွဲဆန့်ပြီးတော့အနားပေးမယ်ကျင့်စဉ်လေးဖြစ်ပါတယ်အဲ့တော့တင်မနဲ့ဖနှောင်းနဲ့ထိနှစ်ဖူးလေးချပြီးတော့လက်ဒီဆန်းထုတ်ထားပေးရပါမယ်ကြောရိုးတွေကိုအနားပေးတဲ့လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်